So non-trading organization ကဟိုဒီနေ့ကnotes လေးတော့ပြောထားပြီ So question number 2 ခုပေးထားတဲ့ချက်က the following receipts and payments account a receipt and payments ဆိုတာစီးပွားရေးလုပ်ငန်းမှာကျတော့ cash and bank အခု non-trading မှာကျတော့ receipt and payment account ဆိုပြီးတော့ပြောင်းသွားတယ် for year ending 31st May 1990 အဲ့ဒါ closing date က 31st May 1990 so opening ဆိုလို့ရှိရင် May ပြီးတော့ June 1st June 1989 ဖြစ်မယ် was prepared by the treasurerဆိုတာဘဏ္ဍာရေးမှူး of the downtown sports and social club ဘဏ္ဍာရေးမှူးဆွဲထားတဲ့စနစ်ဖြစ်တယ်တဲ့ receipt and payment cash and bank နဲ့တူတယ်နော် receipt payment ဒါပတ်စံအဝင်ပတ်စံအထွက်ဆိုတော့ cash bank မှာလည်းပတ်စံအဝင်အထွက်အတူတူပဲနော်အဲ့တော့စလုံးပဲပြောင်းသုံးလိုက်တာဖြစ်တယ် now notes က၄ချက်ပေးထားတယ် require ဆွဲခိုင်းတာ calculate the accumulated funds က capital နဲ့တူတူပဲ trading စီးပွားရေးလုပ်ငန်းမှာ capital လို့ခေါ်တယ် non trading organization မှာက accumulated funds at 1st June 89ဆိုတော့ opening ကိုပြောတာခုဒီမှာစင်းပိတ်တာ 31st May 90ခုတွက်ခိုင်းတာ 1st June 89ဆိုတော့ opening date ဆိုတော့ opening capital သို့မဟုတ် opening accumulated funds ကိုရှာခိုင်းတာဖြစ်တယ် now number 2 draw up the income and expenditure account ဆွဲခိုင်းတယ် of the club for year 31st May 1990 calculation must be shown so working my calculation တွက်ပြရမယ်ဆိုတော့အခုတွက်ခိုင်းတာ accumulated fund နဲ့ income and expenditure account accumulated funds ဆိုတာ capital ရှာချင် equation ရှိတယ်ပထမဆုံးမှာတင်ထားတဲ့ equation က assets equal to capital plus liabilities နော် capital equity plus liability အဲ့ capital သိချင်ရင် liability ကိုတစ်ဖက် equation ကိုရွှေ့လိုက်တော့ assets minus liability ပေါ့ equation အနေနဲ့မရေးဘဲဒီလိုချတွက်မယ်အဲ့တော့ accumulate require number 1က accumulated funds at 1st June 1989ဆိုတော့ opening accumulated fund ရှာခိုင်းတယ်ဒီမှာ column ပေါင်သင်္ကေတ column နှစ်ခုရေးလိုက်တယ်နော်ပေါင်သင်္ကေတ column နှစ်ခုရေးမယ်ပြီးရင် assets minus စာကြောင်းချက်လိုက်မယ် minus liability ဒါက accumulated funds အဲ့တော့ခုဆွဲခိုင်းတဲ့ require မှာတွက်ခိုင်းတာနှစ်ခုနော် accumulated fund ရဲ့နောက်တစ်ခုကကျတော့ income and expenditure account for the year ended 31st May 1990 income and expenditure account ဖြစ်တဲ့ income ပြီးရင်စာကြောင်းချက်မယ် minus expenditure ဟောဒီစင်းနှစ်ခုကိုဆွဲခိုင်းတယ်အဲ့တော့အခု accumulated fund opening accumulated fund opening capital လို့ပြောလို့ရှိရင် BD အားလုံးကိုဒီစင်းမှာထည့်ပေးရမယ် balance BD အားလုံးဘာကြောင့်လဲဆိုတော့သူက opening date ဖြစ်နေတယ် opening date ကိုရှာခိုင်းလို့ရှိရင် BD အားလုံးဒီစင်းမှာထည့် BD ဆိုတော့အခု balance BD တွေပါမယ်နောက် equipment ရဲ့ BD တွေပါမယ်ဒီချက်အားလုံး accumulated funds မှာထည့်ပေးရတဲ့ assets liabilities မှာနော်အဲ့တော့အခုပေးထားတဲ့ question ရဲ့ notes ကိုစာကြည့်မယ်ဆိုတော့အခု notes မှာပေးထားတာ notes number 1 on 1st June 1989နဲ့ 1st June 1989ဆိုတော့ BD date opening date မှာ BD မှာတဲ့အစမှာ club ရဲ့ equipment ဒီ club ကပိုင်ဆိုင်သော sport and social club ကိုအားကစားအသင်းဖွဲ့ဒီ club ကပိုင်ဆိုင်တဲ့ equipment ကတဲ့တန်ဖိုး340ရှိတယ်တဲ့အဲ့တော့မူလ340ရှိတယ် included in this total ဒီ340ထဲမှာ include ပါဝင်နေတဲ့92ကိုတဲ့ was the equipment sold ဆိုရောင်းလိုက်တယ် during the year 4 sold for ဆိုရောင်းစီ80နဲ့ရောင်းတယ်အဲ့တော့မူလရှိတာ340အဲ့340ထဲကနေ92ကိုရောင်းတယ်ဘယ်လောက်နဲ့ရောင်းတယ်လဲဆိုတော့80နဲ့ရောင်းတယ်တဲ့အဲ့တော့ equipment အရောင်းဝယ်ပါလာပြီခုတနေ့ကကျွန်တော်တို့ old question တွက်တုန်းက equipment ရောင်းတဲ့အခါအရှုံးမြတ်တွက်ခိုင်းတာရှိတယ်အဲ့ဒါကျတော့ तू ကequation နေနဲ့ပဲကျွန်တော်တို့တွက်လိုက်တယ်ဆိုမှအဲ့တော့ profit သို့မဟုတ် loss လို့ရှိရင် sold for minus net book value ဆိုပြီးတော့မှ equation တစ်ခုစမှာပေးထားတာရှိတယ်နော်ဒါပေမဲ့အခု working မှာချတွက်ကြည့်မယ်နော် working မှာ equation နဲ့မဟုတ်ဘဲနဲ့အခုဒီပုံစံလေးနဲ့ချတွက်ကြည့်မယ်ဒါကြတော့ now question တွေမှာအသုံးဝင်မယ်ဒါ statement နဲ့ချတွက်လိုက်တာ working မှာ club equipment ဆိုပြီးတော့ပေါင်သင်္ကေတရေးလိုက်အဲ့တော့ဒီ non current asset အရောင်းဝယ်တွေပါလာရင်အစစမှာဒီ yes statement လေးမပြောထားသေးလို့အဲ့တော့ non current asset အရောင်းဝယ်ပါလာရင်ဒါလေးချရေးလို့ရတယ် balance BD plus bought အသစ်ဝယ်ရင်ပေါင်းတယ် sold ရောင်းလို့ရှိရင်နှုတ်မယ်
ရောင်းရင်နှုတ်တယ်ပြီးရင်သူ့ရဲ့ရောင်းဈေးနဲ့နှိုင်းယှဉ်တယ်နောက် depreciation ကိုထပ်နှုတ်တယ်အဲ့တော့ balance CD ဆိုတော့ balance PD ကအခုနကပြောထားတယ်မူလအစမှာ340ရှိတယ် bought တစ်ထပ်ဝယ်တာကိုသိချင်တယ်ရောင်းတာလည်းသူပြောထားပြီးသားရောင်းတာ60နဲ့ရောင်းလိုက်တယ်340ထဲမှာ62ကိုရောင်းတယ် so for ရောင်းဈေးက80လို့ပြောထားတယ်เนาะအဲ့တော့ရောင်းဈေးကဒီဘေးမှာရေးတယ်နောက်ထပ် bought ကိုကြည့်အောင်အသစ်ဝယ်ထားတာရှိမရှိကြည့်မယ်အသစ်ဝယ်ထားတာရှိမရှိဆိုအခုမေးခွန်းမှာပေးထားတယ်ဝယ်ရင်ပတ်စံထွက်ထားလိမ့်မယ်ဒီ receipt and payment တို့မို့ cash and back မှာဝယ်ရင်ပတ်စံထွက်ထားမယ်ဆိုတော့ credit side မှာပတ်စံထွက်ထားတယ် purchase of new equipment ဝယ်ထားတာ166ရှိတယ်အဲ့ဒါ equipment ဝယ်တာနော်အဲ့တော့ equipment ဝယ်တယ်166အဲ့တော့မူလရှိတဲ့340ထဲမှာ166ပေါင်းရောင်းလိုက်တဲ့62ကိုနှုတ်ဆိုတော့414ကျန်တယ်နောက်ထပ် depreciation question မှာထပ်ကြည့်အောင်ဆိုတော့ question ရဲ့ notes နံပါတ် C မှာပေးထားတယ် allow pound 30 for depreciation for equipment နဲ့ equipment ရဲ့ depreciation တန်မိုးရောဒီ30ရှိတယ်တဲ့နော် now the additional to the loss on equipment အရှုံးနဲ့တွက်ပေးရမယ်ဆိုတော့ depreciation 30ဝယ်တာကိုပေါင်းရောင်းတာကိုနှုတ်တော့414ကျန်တယ်အဲ့ထဲမှာရော့သွားတဲ့တန်မိုး30နှုတ်လိုက်တော့384ဒါဆိုရင်ဒီ format မှာစလို့ဒါပုံသေးပဲဒီချက်က BD အချက်ဆိုရင် accumulative fund သို့မဟုတ် capital ကိုပို့ပေးရမယ်နော်ဒီလိုဘေးမှာတစ်ခါလေးရေးလိုက်ခြင်းအပြင်ဒီစင်းတွေကိုပဲပို့ပေးလိုက်အောင်မယ်အဲ့တော့ BD ဆိုရင် opening capital သို့မဟုတ် opening accumulative fund နောက်ရောင်းလိုက်တဲ့အခါအရှုံးမြတ်တွက်ကြည့်မယ်62တန်တာကို80နဲ့ရောင်းလိုက်တယ်ဆိုတော့12ချက်နည်းနေတယ်အဲ့တော့12ချက်က loss အရှုံးဖြစ်တယ်အရှုံးဆိုရင် expand ပို့ပေးရတယ်နောက်တစ်ခု depreciation nature ဒီ expand ပို့မယ်နောက်384က balance CD လက်ကျန်အားလုံးဆိုရင် financial position ပို့မယ်ဆိုတော့အခုစမတို့ဆွဲခိုင်းတာ financial position မပါဘူးဆိုတော့နှစ်ခု accumulative fund ရဲ့ expand နှစ်ခုရဲ့ပို့မယ်နော်အဲ့တော့ accumulative fund ကို340ပို့ပေးမယ်ဆိုတော့အခုဒီမှာ accumulative fund မှာ assets liability ရှိတယ် club equipment ဆိုတော့ assets 340တစ်ချက်ပို့လိုက်ပြီနောက်အခုနောက် working မှာပြောထားတယ် expand ပို့မယ်ဆိုတော့ expenditure အဲ့တော့ expenditure အောက်မှာပို့မယ် loss for club equipment 12 now depreciation for club equipment 30ပုံမှာရေးလို့ရတယ်နော်ဒီပေါ်ရွှေရေးလား depreciation for equipment က30ဆိုတော့ note number E အတွက်ပြီးသွားပြီဟုတ်ပြီနောက်ထပ် note B ကိုဆက်ကြည့်မယ် note B မှာ bar stock တဲ့ဒီရဲ့ club မှာ sport club မှာဒီအားကစားအသင်းဖွဲ့မှာသူကဘာဖွင့်ထားတာရှိတယ်ဘာကောင်တာဖွင့်ထားတာပေါ့နော်အဲ့တော့ဘာဖွင့်ထားတဲ့ခါကျတော့အဲ့မှာဘာမှာတဲ့ကုန်လက်စားတောက်ကုန်လက်ကျန်နေရှိတယ် where value as follows တဲ့နော်ဘာရဲ့ကုန်လက်ကျန်က 31st May 89ဆိုတော့ BD ပေါ့ BD မှာဆိုတော့ opening stock သို့မဟုတ် opening inventory အဲ့တော့ဘာမှာရှိတဲ့ကုန်လက်ကျန်က BD က88 now 31st May 90ဆိုတော့ CD က101ရှိတယ် there were no creditors ပေးရန်အကျွေးမရှိဘူး for bar supply on either of these date တဲ့တော့ပေးရန်အကျွေး creditor မရှိဘူးတဲ့ဒါဆိုရင်ဒီမှာနံပါတ် B ပေးထားတဲ့ချက်ကဘာရဲ့ opening inventory နဲ့ closing inventory ဖြစ်တယ်အဲ့တော့ဘာပါလာပြီစားတောက်ဆိုင်ပါလာပြီဆိုရင်အခု non trading organization မှာစားတောက်ဆိုင်ပါလာပြီဆိုရင်ဒီစားတောက်ဆိုင်အတွက် income statement ဆွဲပေးရတယ်အဲ့တော့အခု working မှာဆွဲလိုက်တယ် working မှာ bar income statement ဆိုပြီးတော့ဆွဲလိုက်တယ်ဒါ working မှာဘာရဲ့ income statement ခဏ income statement ပေါ့နော် sale revenue နောက် sale return cost of sale ခဏပုံစံတိုင်းရေးလိုက်တယ်ဟုတ်ပြီအဲ့တော့ဘာရဲ့ opening inventory 88 closing inventory 101 opening နဲ့ closing so ရင် financial position ကိုလည်းထပ်ပို့ပေးရတယ်ရှေ့မှာဆိုတော့ income statement ဆွဲခဲ့တော့ financial position ကို closing ပို့တယ်နော်အဲ့တော့ financial position ပါခင်101ပို့မယ်အခု opening inventory 88 opening inventory ဒီဘယ်စင်းပို့ရမလဲဆိုရင်အခုနကဆိုလို့ဆွဲထားတယ် opening BD မှန်သမျှဒီစင်းပို့တယ်ဘာကြောင့်လဲဆိုတော့ဒီမှာနှစ်စရဲ့ရန်ပုံငွေကိုသိချင်အောင်နှစ်စရန်ပုံငွေသိချင်တော့ဒီကိုပို့မယ်အဲ့တော့ SS အောက်မှာဘာ stock တို့မဟုတ်ဘာရဲ့ inventory 88အဲ့တော့ opening BD မှန်သမျှအားလုံး opening BD မှန်သမျှအားလုံးဒီရဲ့ accumulative fund ကိုပို့မယ်နော်အဲ့တော့ equipment ရဲ့ BD 340ပို့ပြီးဘာရဲ့ opening inventory 88ပို့ပြီးသွားပြီအဲ့တော့ notes number B ပြီးသွားပြီ now notes number C လည်းပြီးသွားပြီ
notes number C အခုနာက depreciation လဲပြီးသွားပြီ now notes number D notes number D no subscription where outstanding ဆိုတာ accrue နဲ့တူတယ်ကြံတာကိုပြောတာ subscription အသင်းဝင်ကြီးကြံနေတာမရှိဘူးတဲ့အသင်းဝင်ကြီးဆိုတော့ကိုရဲ့လုပ်ငန်း organization ဖြစ်တဲ့အတွက်ဒီအသင်းဝင်ကြီးကကိုရတာ income ဖြစ်သွားပြီအဲ့တော့အသင်းဝင်ကြီးရဖို့ကြံနေတဲ့အကျွေးမရှိဘူးတဲ့ 31st May 89ဆိုတာ BD เนาะအော်သူက date BDCD ခွဲဖို့လို့တယ် BD မှာတော့ရရန်အကျွေးမရှိဘူးတဲ့ but on 31st May 1990 ဆိုတာ CD နှစ်ဆုံးမှာတော့ရှိတယ်တဲ့ due but unpaid ပေးရသေးရတယ်ရှိနေတယ်တဲ့14တဲ့ဆိုတော့ဒီရဲ့14ချက်ဒီ outstanding ဆိုတာ accrue ဘယ် date မှာရှိတယ်လဲ 31st May 1990 ဆိုတာ CD အဲ့တော့14ဒီ accrue CD ဖြစ်တယ်အဲ့တော့ accrue ဆိုရင်လက္ခဏာဒီ plus နော်အဲ့တော့ဘယ်စင်းမှာတော့ပေါင်းမလဲဆိုတာ subscription စင်းမှာပေါင်းပေးရမယ်အသင်းဝင်ကြီး subscription အသင်းဝင်ကြီးရဲ့ nature ဒီကိုကရတာဖြစ်တဲ့အတွက် income nature အဲကြောင့် income မှာထည့်တယ် subscription ဦးလာစင်း try ခါတိုင်းက try balance မှာကြည့်ရအခုက try မဟုတ်ဘူး try မပေးဘဲနဲ့ cash and bank တို့မျိုး receipt and payment မှာပေးထားတယ်နော် subscription ပတ်စံရတာဖြစ်တဲ့အတွက် receipt မှာရှိတယ်135 subscription 135 accrue ဆို plus 14ဆို149အဲ့တော့သူပေးထားတဲ့ notes ထဲကအချက်အားလုံးပြီးသွားပြီအဲ့တော့ notes အချက်အားလုံးပြီးသွားပြီဆိုရင်ခါတိုင်းက try ကိုကြည့်ရနော်အခုက try မပေးထားဘူး cash and bank account ကိုကြည့်မယ်အဲ့တော့ cash and bank account မှာကြည့်လိုက် balance at bank first June လို့ပေးထားရင် BD date ဟူသမျှအားလုံး accumulative fund ကိုပို့တယ် accumulative fund ပို့မယ် BD ဒီ debit side မှာရှိတဲ့အတွက် assets အောက်မှာ balance at bank 286အဲ့ဒါ balance BD နောက်တစ်ခု subscription ပြီးသွားပြီနော် net proceed of jumble C net proceed ဆိုတာရောင်းရငွေ jumble C ဆိုတာအခုစလို့ခံကြရင်လုပ်ငန်းဒီအသင်းဖွဲ့ရမှုငွေရအောင်ဆိုပြီးတော့မှမဲလက်မှတ်တွေရောင်းတာရှိတယ်ကန်ဆယ်မဲတွေလေအဲ့ဒါ net proceed of jumble C ဆိုတော့အသင်းအဖွဲ့ရဲ့ income မှာထည့်တယ် net proceed of jumble C နောက်တစ်ခါ net proceed of dance ကပွဲကနေပြီးရတဲ့ဝင်ငွေတွေလည်း income နဲ့ net proceed of dance နောက်တစ်ခါ sale of equipment ရောင်းလိုက်တာကတဲ့80ရတယ်တဲ့ equipment ရောင်းတာအဲ့ဒါကအခုနောက် walk-in မှာတွက်ပြီးသွားပြီဒီနေရာမှာ equipment ရောင်းတာ sold for 80ဒီ80နဲ့အတူတူပဲနော်နောက်တစ်ချက်က bar taking ဆိုbar ရဲ့အရောင်းကိုပြောတာအဲ့ဒါ bar ရဲ့ sales ဆိုတော့ bar income statement ရဲ့ revenue 463 bar taking debit side ပြီးသွားပြီ credit side purchase of equipment ခုနပြီးသွားပြီ purchase of equipment ဒီမှာစင်းထည့်ပြီးသွားပြီနော် bar stock purchase ဒါ bar နဲ့သက်ဆိုင်တယ် bar နဲ့ဆိုင် bar တွေပို့မယ်နော် bar stock purchase ဆိုတော့ bar ရဲ့ purchase မှာထည့်တယ် bar ရဲ့ purchase မှာ390နောက်တစ်ခု hire of rooms အခန်းငှားခ hire of rooms ဆိုအခန်းငှားခဖြစ်တယ်အခန်းငှားခဆို expenditure မှာထည့်တယ် hire of rooms နောက်တစ်ချက် wages of part time staff ဒါလည်းပဲ expenditure ပဲဆို expenditure မှာထည့်တယ် wages of part time staff ပေါ့နော်အဲ့တော့အခုဒီမှာပေးထားတဲ့အစင်းအချက်လက်မှာဒါပြီးသွားပြီအားလုံးအချက်လက်အားလုံးသွင်းပြီ balance at bank 31st March ဆိုတာ CD ဆိုတာ financial position ကိုပို့တာ BD က opening accumulative fund သို့မဟုတ် opening capital ပို့တယ် CD ကကျတော့ financial position အခုဆွဲဖို့မလိုဘူးဆိုတော့စင်းပို့စရာမလိုတော့ဘူးပြီးဒါဆိုရင်စင်းပိတ်အောင်စင်းပိတ်မယ်ဆိုတော့ဒီမှာ accumulative fund ကိုပိတ်မယ် assets ပေါင်းဒီဘက်ပို့ထားနော်ဒုတိယ column ပို့တယ် liability မရှိဘူး liability ရှိရင်တော့ assets နဲ့ liability နှုတ်မယ်ခုကမရှိတော့914 accumulative fund ရပြီနောက်တစ်ခု income and expenditure ဒီ income and expenditure ဒါ club တစ်ခုလုံးရဲ့ income and expenditure ဖြစ်တယ်အဲ့တော့ဒါစင်းမပိတ်ခင်ဘာစားတောက်ဆိုင်ရဲ့စင်းကိုအရင်ပိတ်တယ်နော်စားတောက်ဆိုင်ရဲ့စင်းကိုအရင်ပိတ်လိုက်တယ် cost of sales ဆို79 gross profit admin selling and distribution income မရှိဘူးဆိုတော့ဒီမှာ79ရတယ်
79ဒီဘားရဲ့ net profit for the year အဲ့တော့ဘားရဲ့အမြတ်ဒီဘားဆိုင်ဒီ club ရဲ့ income အတွက်ဖွင့်ထားတာကို club ရဲ့ဝင်ငွေတိုးစေဖို့ဖွင့်ထားတာဖြစ်တဲ့အတွက်အဲ့ဒီ89ကိုဒီရဲ့89ကို income and expenditure မှာဘာ net profit income မှာလာပေါင်းတယ် club ရဲ့ income မှာလာပေါင်းပြရတယ်ဟုတ်ပြီအဲ့တော့ income နေပေါင်းဒီဘက်ကိုရွှေ့ plus expenditure တွေပေါင်းဒီဘက်ကိုရွှေ့ဒီမှာ minus လက္ခဏာပါတဲ့အတွက် green cut minus ဆိုတော့နှုတ်လိုက်တော့139 income ကပိုများနေတဲ့အတွက်ပိုနေတဲ့အတွက် surplus income over expenditure အသုံးစရိတ်ထက်ပိုသောဝင်ငွေတဲ့139ဒါကဒီ income statement ထိဆွဲခိုင်းတာပေါ့နော်တကယ်လို့ financial position ထိဆွဲခိုင်းမယ်ဆိုရင်တော့ဒီရဲ့အဖြေကို financial position နေရာကိုပို့ပေးရမယ်နော်ဒါက non trading organization အဲ့တော့ဒီမှာမှတ်ရမယ့်အချက်က accumulated fund ဒီ opening date ဖြစ်နေတဲ့အတွက် BD အားလုံးဒီကိုပို့ပေးမယ် income and expenditure မှာဘာတွေပို့လဲ income and expenditure ဘာစင်းပို့လဲဆိုတော့ income နဲ့ expenditure ပို့တာပေါ့ income ရဲ့ expense ကိုဒီကိုပို့ပေးရမယ်ပြီနော်အဲ့တော့ organization မှာစားတောက်ဆိုင်တွေဖွင့်လာပြီဆိုရင်တော့စားတောက်ဆိုင်စရင်ဖွင့်ပေးရတယ်စားတောက်ဆိုင်ရဲ့ရလာတဲ့အမြတ်ကိုဘယ်မှာလာပေါင်းပေးရမလဲဆိုရင် club ရဲ့ income မှာလာပေါင်းပေးရမယ်ပေါ့နော်ဒါက organization ရဲ့ question ဖြစ်တယ်